မင်္ဂလာပါဒီနေ့တနင်္ဂနွေသားသမီးရှောင်ရမယ်အချက်ကလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့အင်္ဂါဝိဇ္ဇာတိုင်ကိုသုံးပြီးတော့နေ့နံအလိုက်ပေါ့နော်ဆောင်ရရှောင်ရမယ့်အရာတွေပြောလာတာအခုဆိုရင်အင်္ဂါနေ့ထိရောက်ပြီလို့ထင်ပါတယ်အခုကကျွန်မဒီတဘာဝတရားကိုမှီပြီးတော့တနင်္ဂနွေသားသမီးရှောင်ရမယ့်အချက်ကလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်ဆိုတော့ပထမဆုံးတနင်္ဂနွေသားသမီးရှောင်ရမယ့်အချက်ကထင်ပေါ်လို့မှုပဲဖြစ်တယ်ထဲဝါခြင်းတဲ့စိတ်တွေဖြစ်ပါတယ်เนาะဒီຢာတွေကိုအထူးရှောင်ရမှာဖြစ်တယ်ဘာလို့လဲဆိုရင်တနင်္ဂနွေဆိုတာဒီနေအဖွဲ့အစည်းပေါ့နော်နေအဖွဲ့အစည်းကိုဥဆောင်နေတဲ့ဘယင်ဖြစ်တယ်နော်သူရိဇာနေမင်းဖြစ်ပါတယ်သူ့ရဲ့မူလဖုံးတကိုကကြီးပြီးသားအလင်းအားကအယံအမတန်မကိုရှိပြီးသားကိုပိုင်အလင်းရောင်ရှိပြီးသားဖြစ်တယ်ဒီဟာကိုမှမလုံလောက်ပဲနဲ့ထင်ပေါ်ခြင်းနေတယ်ဆိုရင်ပေါ့လို့ထင်ပေါ်ခြင်းသေးတယ်ဒီထက်မကထဲဝါခြင်းသေးတယ်ဆိုတဲ့အဲ့လိုမျိုးအလိုလောဘရှိသွားတဲ့အခါမှာပဂါသနာတွေနဲ့ဝန်းရံလိုက်တဲ့အခါမှာမွမ်းမံလိုက်တဲ့အခါမှာသူ့ရဲ့မူရင်ဂုံတက်တီတွေရှိရင်ဆွဲတွေကိုအနှောင့်အယှက်ဖြစ်ပြီးတော့ရန်သဘောကိုဆောင်စေပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေဟာဒီအရန်ကိုထင်ပေါ်လို့မှု attention ယူမှုဆိုတာကလုံးဝနံပါတ်1ရှောင်ရမယ့်အစဉ်ဖြစ်ပါတယ်နော်ဆိုတော့နံပါတ်2အနေနဲ့တနင်္ဂနွေသားသမီးတွေဟာလူတွေနဲ့လုံးထွေးဆက်ဆံဖို့ကိုအထူးရှောင်ရမှာဖြစ်ပါတယ်တနင်္ဂနွေဒီအလင်းတက်ကိုပေးတယ်အသက်တက်ကိုပေးတယ်ဒါလူတွေကိုလည်းဒါကြောင့်ကူညီတတ်တယ်အဲ့ခါလူတွေကသူ့အနာကိုရောက်လာတတ်ကြတယ်သူကကူညီတတ်တဲ့သူမဟုတ်လို့သူ့အနာမှာဆိုရင်အဆင်ပြေမှာပဲဆိုပြီးတော့ရောက်လာတတ်ကြတယ်တကယ်တမ်းတော့သူ့အနာကိုရောက်လာတဲ့အခါမှာအကူညီမဟုတ်ဘဲနဲ့ပါလေအပူဒဏ်ကိုပဲပို့ပြီးတော့ခံစားရတတ်တယ်ဒါကြောင့်မလို့တနင်္ဂနွေသားသမီးဟာလူတွေနဲ့နေရာတစ်ခုအကွာကနေပြီးတော့ကူညီတာမျိုးကိုယ့်ရဲ့ sub boundary တစ်ခုကိုသတ်မှတ်ပြီးတော့ပေါင်းတင်ဆက်ဆံတာမျိုးကပို့ပြီးတော့အဆင်ပြေတတ်ပါတယ်နံပါတ်3ကကြတော့တနင်္ဂနွေသားသမီးတွေဟာပညာရက်တစ်ခုပေါ်မှာရှောက်တင်ပါတယ်ဆိုတော့တနင်္ဂနွေသားသမီးတွေဘယ်ပညာရက်ဖြစ်ပညာရက်တစ်ခုပေါ်ကိုရောက်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့ကဘာကြီးကိုကယ်တင်ဖို့ရာကူညီဖို့ရာအတွက်လမ်းကြောင်းပေါ်ကိုအခွင့်အရေးတစ်တွေအများကြီးပေါ်လာတတ်ပါတယ်အဲ့ဒါကဘာလဲလို့လဲဆိုရင်တနင်္ဂနွေဆိုတဲ့ဒီနေမင်းရေစွမ်းအားကြောင့်ဖြစ်ပါတယ်နံပါတ်4အချက်အနေနဲ့တနင်္ဂနွေကဒီအင်္ဂါနဲ့ပတ်သက်လာလို့ရှိရင်ပေါ့နော်အင်္ဂါနဲ့ပတ်သက်လာလို့ရှိရင်ဒီသဘောထားကြီးရမှာဖြစ်တယ်အင်္ဂါဒီတနင်္ဂနွေအတွက်ရန်သူဖြစ်ပါတယ်မိတ်ဆွေရန်အပြင်ရန်ဖြစ်တယ်ပေါ့နော်ဆိုတော့အင်္ဂါဂျိုဆိုတာဒီနေအဖွဲ့အစည်းမှာဂျိုအသေးလေးတစ်လုံးဖြစ်တယ်ဒါပေမဲ့နေမင်းလိုပဲသူကအနီရောင်ရဲတဲ့ဆောင်းတယ်သူကပြိုင်ဆိုင်လိုစိတ်ကြီးတယ်အနိုင်လိုစိတ်ကြီးတယ်အဲ့လိုမျိုးရန်သဘောကိုဆောင်တဲ့အခါကျတော့တနင်္ဂနွေသားသမီးတွေဟာရန်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ရန်အပေါ်မှာအာယုံမထားဘဲနဲ့ကိုယ့်ရဲ့စွမ်းအားအပေါ်မှာပဲ focus လုပ်ပြီးတော့ကိုယ့်လမ်းကိုရှောက်ဖို့ကအလွန်အရေးကြီးတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်